မေကွန်းတက်ဗိုလ်ချုပ်အောင်ဆန်းဤဖခင်အမိမှာမြည်သူဖြစ်တယ်လေအဖြေမှန်ဦးပါမေကွန်းနှစ်ဗိုလ်ချုပ်အောင်ဆန်းဤမိခင်ဖြစ်သူမှာမြည်သူဖြစ်တယ်လေအဖြေမှန်တော်စုမေကွန်းသုံးဗိုလ်ချုပ်အောင်ဆန်းတွင်မွေးချင်းဘယ်နှယောက်ရှိတယ်လဲအဖြေမှန်9ယောက်မေကွန်းလေးဗိုလ်ချုပ်အောင်ဆန်းသည်မြည်သည့်အရွယ်ရောက်မှကျောင်းစတက်ခဲ့တယ်လဲအဖြေမှန်8နှစ်မေကွန်း9ဗိုလ်ချုပ်အောင်ဆန်းသည်မြည်သည့်မဂ္ဂဇင်းရဲ့အယ်ဒီတာအဖြစ်တာဝန်ယူခဲ့သည်။အဖြေမှန်အိုးဝေမဂ္ဂဇင်းမေကွန်း6မွေးချင်း9ယောက်အနက်ဗိုလ်ချုပ်အောင်ဆန်းမှာမြည်သည်ဖြစ်တယ်လေအဖြေမှန်ထွေးဆုံး